အမုန်းကိုအမုန်းနဲ့ပြန်တိုက်ရင်အနိုင်ဆိုတာမရှိပါဘူးအားလုံးပဲမင်္ဂလာပါခင်ဗျာစာအုပ်စာပေလူမိတ်ဆွေပေးဆိုပေးစကနေကြိုဆိုလိုက်ပါတယ်လောကကြီးမှာကိုယ့်အပေါ်မကောင်းပြောနေလဲကိုကပြန်မပြောမိပါစေနဲ့ကိုယ့်အပေါ်မစီမဆိုင်မုန်းနေလဲကိုကပြန်မမုန်းမိပါစေနဲ့ကိုယ့်အပေါ်အမြင်ဆောင်ပြီးတမျိုးမြင်နေလဲကိုကအမြင်မဆောင်ပဲတမျိုးမမြင်မိပါစေနဲ့ကိုယ့်အပေါ်တကယ်မချစ်တဲ့သူနဲ့တွေ့ခဲ့ရင်လဲကိုကသူ့အပေါ်မေတ္တာမပြတ်မိပါစေနဲ့သူကဘာပေးပြီးကိုစီကသူ့ကိုမေတ္တာပဲပြန်ပေးလိုက်ပါမေတ္တာဆိုတာဝတ်ကြွေးတွေကိုဆက်ဖို့အတွက်အကောင်းဆုံးပေးဆက်ခြင်းပဲဖြစ်ပါတယ်ဒီဘဝမှာအမုန်းတွေရှိရင်လဲကြေပါစေအညှိုးတွေရှိရင်လဲကြေပါစေဒီဘဝမှာအကျွေးဆက်ဖို့အကြောင်းပါလာရင်ဒီဘဝမှာပဲအခြေဆက်ခင်လိုက်ပါနောက်ဘဝတွေအထိယူမသွားပါနဲ့မိတ်ဆွေတည်ထားရမယ့်အရာကကို့မှာအားနည်းချက်ရှိရင်သူတစ်ပါးပြောကွက်ကိုချမနှင်းပဲနေတတ်ရမယ်။ကို့မှာခံနိုင်ရင်မရှိရင်သူတစ်ပါးနစ်နာစရာစကားကိုစင်ကြင်ပြောဆိုတတ်ရမယ်။ကို့မှာဒုက္ခဆိုတာရှိရင်သူတစ်ပါးဘဝပျက်စီးကြောင်းကိုရှောင်ရှားတတ်ရမယ်။ကို့မှာအဆက်ရှိရင်သူတစ်ပါးဂုံတိတ်ခါကိုငဲ့ညာတတ်ရမယ်။ကို့အပေါ်မပြုတ်စေခြင်းတဲ့အရာရှိရင်သူတစ်ပါးမနှစ်သက်တာကိုမလုပ်မိအောင်စာနာတတ်ရမယ်။ကို့မှာအပြစ်နဲ့မကင်းရင်သူတစ်ပါးအမားကိုလက်ညှိုးမထိုးမိအောင်နေတတ်ရမယ်။ကို့မှာဝေဒနာရှိရင်သူတစ်ပါးနာကျင်မှုကိုခံစားပေးတတ်ရမယ်။ကို့ကိုကဲ့ရဲ့တာမကြိုက်ရင်သူတစ်ပါးမကောင်းကြောင်းကိုမပုတ်ခတ်မိအောင်တတိထားရမယ်။ကို့မှာအမာရွတ်ရှိရင်သူတစ်ပါးဒဏ်ရာကိုနားလည်ပေးနိုင်ရမယ်။ဒါဟာကိုချင်းစာတရားပဲ။ကိုချင်းစာတတ်ကြပါစေ။မိတ်ဆွေကကိုချင်းစာတတ်သူဆိုရင်ကောမန့်မှာမေတ္တာလို့မှတ်ငယ်ပေးပါခင်ဗျာ။